ပရိသတ်တို့သိပါသလားကျွန်တော်တို့နေ့စဉ်မြင်တွေ့နေရတဲ့ပရင်းပေါမှန်တွေလက်ထဲကဖုံးမျက်နှာပြင်တွေပြီးတော့တောက်ပတဲ့ဖမ်းတဲ့ပစ္စည်းတွေဟာတကယ်တော့ခြေထောက်အောက်မှာရှိနေတဲ့သဲပွင့်လေးတွေကနေဆင်းသက်လာတာဖြစ်ပါတယ်။တာမန်သဲပွင့်လေးတွေကနေအလင်းပေါက်မှန်အကြီးသေးတွေအဖြစ်ဘလို့မောဆန်းစွာပြောင်းလဲသွားသလဲဆိုတာဒီနေ့ပြောပြပေးသွားမှာပါ။ပထမဆုံးအနေနဲ့မှန်ကိုဘလို့လုပ်တယ်လဲဆိုတာကြည့်အောင်။သဲမှာပါဝင်တဲ့ဆီလီကာကိုအဓိကသွန်ပါတယ်။ဒါပေမဲ့သဲကိုဒီအတိုင်းအပူပေးယုံနေတော့မှန်ဖြစ်မလာပါဘူး။ဒီသဲတွေကိုအရေးပြောဖို့အတွက်မီးတောင်ချော်ရည်တွေထပ်တောင်ပူပြင်းနေအပူချိန်1900ဒီဂရီစင်တီဂရိတ်အထိလိုအပ်ပါတယ်။ဒါကိုပူပြီးလွယ်ကူမြန်ဆန်စေဖို့ကတော့သိပ္ပံပညာရှင်တွေကဆိုဒါအက်ရှ်နဲ့ထုံးကြောက်တို့ကိုရောဆက်လိုက်ပါတယ်။အဲ့ဒီအခါမှာတော့သဲဟာပူပြေးမြည်ရဲတဲ့အရေးကြီးတွေအဖြစ်ပြောင်းလဲသွားပြီးကျွန်တော်တို့လိုချင်တဲ့ပုံစံအမျိုးမျိုးကိုစိတ်ကြိုက်သွင်းယူလို့ရသွားတာပါပဲ။ဒါဆိုဒီလိုမောဆန်းတဲ့ဤပညာကိုဘသူတွေကစတင်ခဲ့တာလဲ။သမိုင်းမှာတန်းတဲ့အရာလွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်ကမက်ဆိုပိုတေးမီးယားနဲ့အီဂျစ်လူမျိုးတွေဟာဒီလျှို့ဝှက်ချက်ကိုစတင်တွေ့ရှိခဲ့ကြတာပါ။ဒါပေမဲ့စီကွန်စားစရာကောင်းတာကလူသားတွေဟာနီးပညာမထွန်းကားခင်ကတည်းကဖန်ကိုအသုံးပြုခဲ့ကြတယ်ဆိုတာပါပဲ။အဲ့ဒါကတော့မီးတောင်ပေါက်ကွဲရကနေတဘာဝအတိုင်းထွက်လာတဲ့ obsidian လို့ခေါ်တဲ့ဖန်ကြောက်နှက်တွေပါ။ကြောက်ခေလူသားတွေဟာဒီကြောက်တွေကိုအယိုးချွန်ဒီအမဲလိုက်တဲ့နေရာမှာလက်နက်ဖြစ်အသုံးချခဲ့ကြပါတယ်။ယနေ့ခေတ်မှာတော့သဲဟာမှန်တဲ့မကပိုပြီးအစွမ်းထက်လာပါတယ်။ပရိသတ်တော်ခုသုံးနေတဲ့ smartphone တွေကွန်ပျူတာတွေထဲမှာပါတဲ့ microchips တွေဟာသဲကရတဲ့ silicon နဲ့ပဲလုပ်ထားတာပါပြီးတော့နေရောင်ခြည်ကနေလျှက်စစ်ထုတ်ပေးတဲ့ solar ပြားတွေမြင်မာတဲ့မုံမျောတိုက်ကြီးတွေရဲ့ concrete တွေမှာလည်းသဲကမရှိမဖြစ်အရေးပါပါတယ်ကျွန်တော်တို့ရဲ့ခေတ်မီကဘာကြီးကိုသဲပွင့်လေးတွေနဲ့တိဆုပ်ထားတယ်လို့တောင်ပြောလို့ရပါတယ်ဗျာကဲအဆုံးသတ်အနေနဲ့ပြောရင်မှန်ဆိုတာဟာကျွန်တော်တို့ဘဝရဲ့အစိပ်ပိုင်းတော်တော်များများမှာပါဝင်နေပါတယ်။ဒါပေမဲ့သိပ္ပံပညာရှင်တွေတတိပေးနေတဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ကမ္ဘာပေါ်မှာဆောက်လုပ်ရည်နဲ့စက်မှုလုပ်ငန်းတုံးလို့ရတဲ့သဲအရင်မြစ်တွေဟာတဖြည်းဖြည်းရှားပေါက်လာနေပြီဆိုတာပါပဲ။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ပရိသတ်တို့ကိုမေးချင်တာကတော့တကယ်လို့ကမ္ဘာပေါ်မှာသဲတွေသာကုန်ခန်းသွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့လူနေမှုဘဝဟာဘလောက်အထိအခက်အခဲဖြစ်သွားနိုင်မလဲ။ပြီးတော့မှန်နဲ့သဲရဲ့နေရာမှာအစားထိုးဖို့အတွက်ဘလို့ပစ္စည်းမျိုးတွေရှိနိုင်မလဲပရိသတ်တို့ရဲ့စိတ်ကူးစိတ်သန်းတွေကိုအောက်က comment box မှာရေးသားဆွေးနွေးသွားကြပါအောင်နော်ကျွန်တော်တို့အတူတူဖတ်ကြည့်ကြရအောင်ပါ